ဓာထိုးခံရတာထက်လူစားထိုးခံရတာကပိုနာရတတ်တယ်မဟုတ်လားအများကြီးမျောလင့်ထားပြီးမှတက်တက်ဆင်အောင်လွဲတဲ့အခါဘာကိုမျောလင့်လို့မျောလင့်ရမှန်းမသိဖြစ်သွားတတ်ကြတယ်လေကိုကအစ်စ်မှန်တွေပြီးတလောက်တစ်ဖက်ကအတူရောင်တွေပဲပြန်ပြီးလာတဲ့အခါမှာရင်တွေနာရတတ်တယ်မချစ်ဘူးဆိုတာကိုဝန်ခံရဲဖို့မခက်ပါနဲ့ကျေးဇူးပြုပြီးတော့မေတ္တာအတူတွေမပေးပါနဲ့ကိုကတိတ်ချစ်ပေမဲ့လေတစ်ဖက်ကမချစ်တဲ့အခါမှာကြံခဲ့ပေးဖို့လည်းဝင်မလေးပါဘူးဒါပေမဲ့ तू ကငါ့ကိုတိတ်ချစ်တာဆိုပြီးတော့ယုံကြည်ထားပြီးမှတကယ်ဖြစ်မလာခဲ့ရင်လေအနာဂတ်တွေပါမကကိုပါပျောက်ဆုံးသွားရတတ်တယ်ဒါကြောင့်ကျေးဇူးပြုပြီးတော့မေတ္တာအတူတွေမပေးပါနဲ့နော်